Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ဆလာဗီယာကိုကျွန်တော်အဆက်ကြော်လာကြော်ပြမှာဖြစ်ပါတယ်ကျွန်တော်ရေစီတက်ဆင်ထားပါတယ်ပြီးတော့ကြော်မုံနည်းနည်းလေးထည့်ထားပါတယ်ကျွန်တော်ညရင်မို့ဆောင်ရင်းချက်ရတဲ့အကြောင်းကြီးကတော့မနက်ဆိုကျွန်တော်အိယာထားနောက်ကြောက်လို့ပါဒါကြောင့်မို့ကျွန်တော်ညရင်မို့ချုပ်မနေ့ပြန်အတွက်ကျွန်တော်ဒီနေ့ကနေကြိုတင်ပြင်ဆင်ပါတယ်အရင်တော့ကျွန်တော်ငါးမချိုတတ်ပါဘူးဒီလည်းမချက်တတ်ပါဘူးကျွန်တော်ငါးချိုရင်းနဲ့ငါးတွေပလပွားကြီးဖြစ်သွားဘူးလေကျွန်တော်မစောင့်မနဲ့ကျွန်တော်နေလိုက်ရစက်သားချိုသူကြော်လိုက်ရပလပွားကြီးဖြစ်သွားပြီးတော့ကျွန်တော်တော့ကဲကြောက်ဆိုကျွန်တော်ရဲ့ငါးကြော်လေးရပါပြီကျွန်တော်တက်တူညီလေးဆက်ပြီးကြော်ပါမယ်ဒီမကြခင်တူးတော့မှာဖြစ်ပါတယ်ဆွမ်းနာကလက်ကျန်စီနဲ့ပဲကျွန်တော်တက်တူညီလာကြော်မှာဖြစ်ပါတယ်ဆလာဗီယာပလက်ချောင်းလုပ်ဖို့အတွက်တက်တူညီကိုကြော်ရဖြစ်ပါတယ်ဆလာဗီယာအဆက်ကြော်လဲသုံးရပါတယ်ပလက်ချောင်းလဲသုံးရပါတယ်ကျွန်တော်ကတော့မသိဘူးကျွန်တော်စားဘူးတဲ့အတိုင်းကျွန်တော်လုပ်ကြည့်ရဖြစ်ပါတယ်ကဲဒီလောက်ဆိုရပါပြီခင်ဗျာဆက်ပြီးကြော်လို့ရှိရင်တူတော့မှာပါကဲအခုတစ်ခါမှာတော့ကျွန်တော်အားလုံးကိုကြော်ပြီးသွားပြီဖြစ်ပါတယ်ဆွမ်းနာကြော်ထားတဲ့တက်တူညီမြုပ်ဒီအချမ်းမုံဆွမ်းနာကကြော်ထားတဲ့ဆလာဗီယာကြော်အဆက်လေးလိုနေသေးရဲ့ထင်လို့ကျွန်တော်မြုပ်ဒီမုံလေးထပ်ထည့်လိုက်ပါတယ်စားနေရင်ဟင်းချုံမောကတော့များပါသွားပြီကျွန်တော်မီးလေးနဲ့ကျွန်တော်လော်နေတာဖြစ်ပါတယ်စိတ်မရှိလို့ကျွန်တော်မီးလေးထပ်ပြီးပိုးလိုက်ပါမယ်ကဲဒီလောက်ဆိုရပါပြီခင်ဗျာကဲဒါတော့ကျွန်တော်ရဲ့ငါးဆက်ကြော်လေးဖြစ်ပါတယ်နောက်ဗီဒီယိုလေးမလွယ်တော့ဘူးကျွန်တော်ရဲ့ Facebook လေး YouTube လေး like share လုပ်ပါကျွန်တော်ရဲ့ YouTube ကတော့ Shanley Food ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်